စာကြည့်ပေးလိုက်မယ်ပိုင်ဝမ်းလေးတွေကဘလို့လူမျိုးလဲဆိုတော့လေပိုင်ဝမ်းလေးတွေကလေအနေအေးတယ်ဗျာဒီလားမိသားစုထဲမှာကိုယ့်ဘာကိုအေးအေးဆေးဆေးနေတတ်တဲ့လူမျိုးမိသားစုထဲမှာဖြစ်တငယ်ချင်းထဲမှာပဲဖြစ်ပေါ့နော်ပွဲတိုင်းမှာလိုက်ပြီးဝင်ပါတတ်တဲ့လူမျိုးမဟုတ်ဘူးဆိုတာမျိုးလေးမြင်ရတယ်ဗျာဒီလားပိုင်ဝမ်းလေးတွေကလေအနေအေးတယ်ကိုယ့်ဟာနဲ့ကိုအေးဆေးဆေးနေတတ်တယ်ဆိုတဲ့ပုံစံမျိုးလေးထဲမှာမြင်ရတယ်ကိုယ်ခံစားမှုကိုထုတ်မပြဘူးဗျာဒီလားကိုယ့်ဘာကိုကြိတ်ပြီးတော့ဖြည့်ရှင်းတယ်ကိုယ့်ဘာကိုကြိတ်ပြီးခံစားရတယ်ဆိုတဲ့ဟာမျိုးလေးမြင်ရတယ်ပေါ့နော်ကဲမိသားစုထဲမှာဆိုလို့ရှိရင်လေကိုကမိသားစုထဲမှာဆိုလို့ရှိရင်တော့လေကိစ္စအရက်မှာလေကိုယ်တိုင်ဝင်ပြီးတော့ဝင်ရောက်ဆွေးနွေးပြောပြပေးသွားမှမိသားစုတွေကဘယ်လိုပြောရမလဲအဆင်ပြေသွားတယ်ပေါ့နော်မိသားစုတွေကကိုယ့်စကားကိုပဲနားထောင်ကြတယ်မိသားစုထဲမှာနည်းနည်းဩဇာအာဏာဘ ഹു တုတကြွယ်တဲ့လူတယောက်အနေနဲ့လည်းမြင်ရတယ်ပေါ့နော်ပိုင်ဝမ်းလေးတွေကမိသားစုထဲမှာတော့ကိုယ့်ရဲ့ပြောစကားကနော်အောင်မြင်ပေါက်မြောက်တယ်ဆိုတဲ့အနေအထားမျိုးလေးမှာမြင်ရတယ်တငယ်ချင်းတွေရဲ့အမြင်မှာဆိုလို့ရှိရင်လေကိုယ့်ရဲ့ဘယ်လိုပြောရမလဲအနေအထားကိုယ့်ရဲ့လေးလာမှုကိုယ့်ရဲ့ဖြစ်တည်မှုအရာလေသူတို့အတွက်ကိုကအလင်းရောင်ပေးနိုင်တဲ့လူပေါ့နော်အလင်းပြနိုင်တဲ့လူကိုပြောလိုက်တဲ့ idea တခုကိုပြောလိုက်တဲ့စကားတစ်ခွန်းကတငယ်ချင်းမိတ်ဆွေတွေကြားထဲမှာလဲသူတို့အတွက်လမ်းစာတစ်ခုရပြီးတော့အဆင်ပြေသွားကြတာများတယ်ပေါ့နော်ကိုပေးလိုက်တဲ့ idea လေးတွေကြောင့်ပေါ့နော်ကဲပြီးတော့နောက်တစ်ခုကကြတော့ဒဇိန်တွေရဲ့အမြင်မှာတော့လေကိုကပေါ့ပပပပျော်ရွှင်နေတတ်တဲ့လူမျိုးတို့ဒဇိန်တွေကတော့မြင်တယ်ဗျာသိလားအရာကိုပေါ့ပပနဲ့ပြင်ဆိုင်ဖြည့်ရှင်းတတ်တယ်ပေါ့နော်တက်ကြွတဲ့လူမျိုးအတစ်ဖြစ်တဲ့လူတယောက်လူမျိုးပတ်ဝန်းကျင်ကလူတွေဒဇိန်တွေကတော့ကိုကိုမြင်ကြတယ်ပြီးတော့ကိုကလေဒီဘဝမှာကိုရဲ့အတော်တွေအမတွေနော်အမေပေါ့နော်သူတို့အပြင်ကိုရဲ့အတိတ်ဘဝကတော်ဆက်ခဲ့ဘူးတယ်လေပဋ္ဌာန်းဇက်တွေအဲ့လိုမျိုးလူတွေရဲ့ spiritual ဘိုင်းတွေရဲ့စောင့်ရှောက်မှုကြောင့်လေကိုကအမြဲတမ်းကိုဖြစ်ချင်တာကိုလုပ်ချင်တာကိုအတွက်မကောင်းတဲ့အရာတွေကနေပြီးတော့ကိုအတွက်မကောင်းတဲ့အရာတွေကနေပြီးတော့ကိုကနေပြီးတော့ခွဲထွက်လာပြီးတော့ကိုပါကိုတီးကြပေါ့နော်ကိုဖြစ်ချင်တာကိုလုပ်ချင်တာကိုအေးစစ်စစ်လုပ်နိုင်တယ်ဆိုတဲ့ဟာမျိုးမြင်ရတယ်အဲ့တော့ဒီပိုင်ဝမ်းလေးတွေကလေအထူးသဖြင့်ကိုမှအမေရှိသေးတယ်ဆိုလို့ရှိရင်လည်းအမေနဲ့တဲ့အောင်နေသိလားအမေရဲ့ဆူတောင်းစကားအမေရဲ့ blessing ကကိုယ့်အတွက်အများကြီးဘဝအောင်မြင်ရေးလမ်းကြောင်းမှာအခြေရေးမှာအများကြီးအထောက်အကူဖြစ်စေတယ်ဗျာသိလားကိုယ့်ရဲ့ spiritual ဘိုင်းနဲ့ဆိုင်တဲ့အဆောင်ရှောက်တွေကိုလည်းကိုကဆူတောင်းတာမျိုးသူတို့အတွက်ကောင်းမှုကုသိုလ်လုပ်ပေးတာမျိုးလေးတွေများလုပ်ပြသိလားပိုင်ဝမ်းလေးတွေကအဆောင်ရှောက်ကောင်းရှိတယ်လို့ပြောလို့ရတယ်ဗျာသိလားနော်ဒါကတော့ဒီတစ်ခေါက်ကတော့ပိုင်2ပေါ့ကဲပိုင်2လေးတွေကကြတော့ဒီမှာမြင်တဲ့အတိုင်းပြောရမယ်ဆိုပိုင်2လေးတွေကတငယ်ချင်းမင်တဲ့ထဲမှာပါတယ်ဗျာသိလားကိုဖြစ်ချင်တာကိုလုပ်ချင်တာထက်စာရင်လေတငယ်ချင်းတွေကိုဦးစားပေးတတ်တယ်မိသားစုကိုဦးစားပေးတတ်တယ်အများနဲ့လိုက်ရောညီဆွေဖြစ်အောင်နေတတ်တယ်ဗျာသိလားနော်အဆအရာကိုတယောက်တည်းတီးကြမလို့ဘူးအမြင်တငယ်ချင်းကောင်းလို့ရှိရင်ငရဲပြည်တော်လိုက်မယ်ဆိုတဲ့ပုံစံမျိုးလေးထဲမှာရှိတဲ့အနေအထားမျိုးလေးရှိတယ်ဗျာသိလားပေါင်းသင်းဆက်ဆံရေးကောင်းတယ်ပေါ့ဗျာနော်နောက်တစ်ခုကကြတော့မိသားစုထဲမှာဆိုလို့ရှိရင်လည်းမိသားစုကကိုယ့်ရဲ့ဝင်ငွေကိုယ့်ရဲ့ပညာရေးပေါ့နော်အရန်အားပေးကြတယ်အားထားကြတယ်ကိုယ့်ရဲ့ကိုရှာဖွေလိုက်တဲ့ကိုရလာတဲ့ငွေကြေးကိုပဲမိသားစုကပို့ပြီးတော့တန်ဖိုးထားပြီးတော့သူတို့လက်ခံကြရတယ်ပေါ့လေအဲ့လိုပုံစံမျိုးလေးမြင်ရတယ်နောက်တစ်ခုကတငယ်ချင်းတွေကြားထဲမှာဆိုလို့ရှိရင်တော့လေကိုလုပ်ချင်တာကိုဇွတ်လုပ်တတ်တယ်ဆိုတဲ့ပုံစံမျိုးလေးမြင်ရတယ်ဗျာဒီလားတငယ်ချင်းတွေရဲ့အမြင်မှာတော့မင်းကဆရာကြီးပါပဲကွာမင်းလုပ်ချင်တာလုပ်မင်းလုပ်သမျှငါတို့ကဘယ်လိုပြောရမလဲလက်ခံပါတယ်ဆိုတဲ့ပုံစံမျိုးတွေမှာမြင်ရတယ်ကိုကဥဆောင်တတ်တယ်ပေါ့ဒါပေမဲ့ကိုယ်တိုင်ကလည်းသူတို့ကိုဥဆောင်တတ်ပေမဲ့သူတို့ရဲ့ခံစားမှုတွေကိုလည်းကိုကအလေးပေးတယ်သူတို့ရဲ့ခံစားမှုတွေကိုလည်းကိုချင်းစာပေးတယ်ဆိုတာမျိုးလေးတွေကြောင့်လည်းတငယ်ချင်းတွေကကိုယ့်ပေါ်မှာအဲ့လိုစိတ်မျိုးရှိတာလည်းဖြစ်မယ်နောက်တစ်ခုကကြတော့ကိုနဲ့မတိတဲ့ဒဇိန်တွေကိုနဲ့မတိတဲ့ဒဇိန်တွေအမြင်မှာတော့လေကိုကမဟုတ်မခံတိလားဇက်ကျဲပေါ့ဗျာစွာတေးလံပေါ့ယောက်ျားလေးဆိုလို့ရှိရင်လည်းမဟုတ်တာမမှန်တာလာပြောပြီးဆိုဝူရှူဝါထားလုပ်တတ်တဲ့ပုံစံမျိုးတွေမှာမြင်ရတာဗျာတိလားဒဇိန်တွေရဲ့အမြင်မှာပြီးတော့နောက်တစ်ခုကကြတော့လေပိုင်2လေးတွေကလေတော်တော်ကိုပြက်သားဆုံးဖြတ်လောက်ကင်တတ်တဲ့ပုံစံမျိုးရှိတယ်ပြီးတော့သူကစာအုပ်စာပေတွေသူကပညာဗဟုသုတကိုသူကအားကိုးတဲ့ထဲမှာပါတယ်ဗျာသိလားအဲ့တော့သူဖြစ်ချင်တာသူလုပ်ချင်တာ
နော်အဲ့ဒီဟာတွေအားလုံးကိုသူများပြောတာနဲ့မယုံဘူးဗျာတိလားစာပေအထောက်ထားအဲ့လိုမျိုးတွေနဲ့မှသူကဟိုတက်တေနဲ့တကွသူ့ကိုပြောဆိုမှပဲရတယ်ဆိုတဲ့ပုံစံမျိုးလေးမှာရှိတယ်အဲ့တော့ပိုင်တူးလေးတွေကတော့ဒီကိုအားတန်နဲ့ပေါ့နော်ဒီဘူတူတာရှာပွေလေးလာတဲ့အရာတွေမှာပို့ပြီးတော့အားဆိုင်လိုက်မယ်ဆိုရင်တော့ကိုယ့်အတွက်ပို့ပြီးတော့ကောင်းနိုင်မယ်ဗျာတိလားကိုယ့်အတွက်ပို့ပြီးတော့ဘဝအောင်မြင်ရေးကိုပို့ပြီးအထောက်ပံ့ဖြစ်စေလိမ့်မယ်ဗျာတိလားနော်ဒါကတော့ပိုင်2ပေါ့ဒီတတိယတစ်ခေါက်ကြည့်ပေးမှာကတော့ပိုင်3လေးတွေကကြတော့ဘယ်လိုမျိုးလဲဆိုတော့ပိုင်3လေးတွေကလေမျောလင့်ချက်ရည်မှန်းချက်ဘဝမှာဖြစ်ချင်တဲ့ဆန္ဒတွေကအရန်ပြင်းပြပြီးတော့ဘဝကိုလေးလေးလက်လက်နဲ့မျောလင့်ချက်အပြည့်နဲ့စူးစမ်းတတ်တဲ့လူမျိုးတွေမှာပါတယ်ဗျာတိလားပိုင်3လေးတွေကလေပြီးတော့ဆူတောင်းတာမျိုး manifestation လုပ်တာမျိုးနေရာမှာလဲလေပိုင်3လေးတွေကတော်တော်အားတန်တယ်ဆိုတဲ့အထဲမှာပါတယ်ပေါ့နော်ပြီးတော့ तू ကစိတ်အေးချမ်းနဲ့ဆူတောင်းလိုက်တဲ့အရာတွေ manifestation လုပ်တိုက်တဲ့အရာတွေတော်တော်များများကဖြစ်တတ်တာများတယ်ဗျာတိလားနော်ဒါပိုင်3လေးတွေကပြီးတော့နောက်တစ်ခုကကျတော့ပိုင်3လေးတွေကလေကိုသဘောကျပြီကိုချစ်ပြီဆိုလို့ရှိရင်လေအရန်ကိုချစ်တဲ့လူရဲ့လွှမ်းမိုးမှုအရန်ခံနေတာဗျာတိလားကိုချစ်တဲ့လူရဲ့စိတ်နဲ့ပဲနေညအရှင်တန်ကျင်တယ်ဆိုတဲ့ပုံစံမျိုးလေးလည်းမြင်ရတယ်ပြီးတော့ပိုင်3လေးတွေကလေအလုတ်ကိုတော်တော်ကိုဘယ်လိုပြောရမလဲကိုလုပ်ရတဲ့အလုတ်ပေါ်မှာပညာရေးဆိုလဲပညာရေးပေါ့အလုတ်ကိစ္စဆိုလဲအလုတ်ကိစ္စပေါ့နော်အရန်ကိုအာယုံစူးစိုက်တက်ပြီးတော့ဒီဇိုင်းမတ်လုပ်တတ်တဲ့ထဲမှာပါတယ်ဗျာတိလားအလုတ်မှာဖင်ငိန်တယ်လို့ပြောရမှာပေါ့ဗျာเนาะတချို့တွေကကြတော့ဒီအလုတ်လေးလုပ်ချင်ဟိုအလုတ်လေးလုပ်ချင်ဘယ်အလုတ်မှမရမလုပ်ပေါ့နော်ဒါပေမဲ့ပိုင်3လေးတွေကကြတော့အဲ့လိုမဟုတ်ဘူးကိုလုပ်တဲ့အလုတ်ကိုဆုံးဖြတ်ပြီးလုပ်ကင်နေတဲ့အလုတ်ပေါ်မှာဖင်ငိန်နဲ့အတီတကြလှုပ်ချင်ကင်ချင်တဲ့လူမျိုးဖြစ်တယ်လှုပ်တက်ကင်တတ်တဲ့လူမျိုးလည်းဖြစ်တယ်အဲ့အတွက်ကြောင့်မို့လို့လေကို့မှာကအလုတ်ကအားရတယ်လို့ကိုမရှိဘူးတစ်ခုပြီးတစ်ခုဘယ်လိုပြောရမလဲအလုတ်မအားရဘူးဆိုတဲ့ပုံစံမျိုးလေးတွေမှာမြင်ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ပိုင်3လေးတွေကလေမိသားစုထဲမှာလည်းအရန်အလုပ်စူးစမ်းတယ်ပေါ့ဗျာအဲ့လိုမျိုးမိသားစုထဲမှာလည်းကိုကဖြစ်တယ်တငယ်ချင်းတွေအမြင်မှာတော့လေအရန်ကိုကအတွေးများတဲ့လူမျိုးကိုခေါင်းထဲမှာအလုပ်ကိစ္စဘဝအောင်မြင်ရေးကိစ္စအဲ့လိုမျိုးတွေပဲတွေးတတ်တဲ့လူမျိုးတို့တငယ်ချင်းတွေကမြင်တယ်ပြီးတော့နောက်တစ်ခုကကြတော့လုံးဝကိုနဲ့မသိတဲ့သစိမ်းတွေရဲ့အမြင်မှာကြတော့လေပိုင်3လေးတွေကလေဒီအလုပ်ကိစ္စကိုပဲအာယုံစိုက်တတ်တဲ့လူမျိုးဗျာတိလားအလုံးမှလွဲ၍ဘာလို့မှတိတ်အာယုံမရှိဘူးဗျာတိလားပတ်စံရမယ်အလုပ်ဆိုအကုန်စိတ်ဝင်စားရတယ်အကုန်လုံးနဲ့ပူးပေါင်းလုပ်မယ်ဆိုတဲ့ပုံစံမျိုးလဲပတ်ဝန်းကျင်ကသစိမ်းတွေကမြင်ကြရတယ်ဗျာတိလားပြီးတော့ပိုင်3လေးတွေကခုနကတော့ကျွန်တော်ပြောသလိုပဲလှုပ်ချင်ကင်ချင်တဲ့ဟာတွေကများတယ်နော်အဲ့လိုမျိုးပဲအခြေရေးကိစ္စမှာဆိုလဲရွေးချယ်ရခတ်တာနော်ရွေးရခတ်တာမျိုးရွေးစရာတွေများနေတာမျိုးအဲ့လိုပုံစံမျိုးလေးတွေလည်းပိုင်3လေးတွေကရှိတယ်ဗျာတိလားအဲ့တော့ပိုင်3လေးတွေကပြောမယ်ဆိုလို့ရှိရင်ဘဝမှာအမြဲတမ်းရွေးချယ်စရာအများကြီးတွေကနေပြီးတော့ရွေးရခတ်တဲ့အခြေအနေမျိုးတွေခဏကြုံရတယ်ဗျာတိလားအဲ့ဒီရွေးရခတ်တဲ့အခြေအနေမျိုးတွေကလည်း तू ကဆူတောင်းတယ်manifestation လုပ်တယ်လို့ကျွန်တော်အစတော့ပြောခဲ့သလိုပဲ तू ဖြစ်ချင်လို့ तू ဆူတောင်းခဲ့တဲ့အရာတွေအားလုံးကဖြစ်လာပြီဆိုတခုတည်းဖြစ်လာတာမဟုတ်အပြိုင်ဖြစ်လာလို့ तू ကအမြဲတမ်းအပြိုင်ရွေးရတဲ့ဟာမျိုးမှာ तू အနေနဲ့တချို့ဘယ်လိုပြောရမလဲတစ်ခုကိုရွေးရမယ်ဆိုတဲ့အခါမှာတခြားသဘောကျတဲ့အရာတွေကိုလက်လွတ်လိုက်ရတဲ့အခြေအနေမျိုးတွေလည်းကြုံရတတ်တယ်ပေါ့နော်အဲ့တော့ပိုင်3လေးတွေအနေနဲ့ကတော့ဘာသာရေးလေးနဲ့ပါတွဲလုပ်ပြီးတော့ကိုလိုချင်တဲ့စုတစ်ခုကိုပဲတစ်ခုချင်းစီပေါ့နော်တစ်ခုချင်းစီအလှည့်ကျတောင်းဆိုရင်တော့ပိုကောင်းနေဗျာတိလားနော်အဲ့တော့ပိုင်3လေးတွေပေါ့ဒါကတော့ကဲဆက်ရစင်ပြေကြပါစေသင်ကဘလို့လူမျိုးလဲဆိုတာကိုဒါကျွန်တော် pick up ပိုင်းလုပ်ပေးတာဖြစ်ပါတယ်ဗျာ